တရားရန်မြန်မာစာကားငယ်မြန်မာရိုးရာကလေးကစားစရာကိုဖတ်ပြပါမည် Please like and subscribe to my channel before you watch me ကျွန်တော်တို့သည်ဖယားပွဲတော်သို့သွားပါသည်ပွဲစည်းအလွန်စီပါသည်ဈေးသို့ရောက်သောအခါမြန်မာရိုးရာကလေးကစားစရာများကိုတွေ့ရပါသည်ထိုကစားစရာများသည်အလွန်လှပ၍နှစ်သက်ဖွယ်ကောင်းပါသည်ရှမ်းဖြင့်ပြုလုပ်သောအိုးပုတ်ချိုးရုပ်ငှက်ရုပ်နွားရုပ်ကလေးများမှာစရာကောင်းလာပါသည်စက္ကူဖြင့်ပြုလုပ်သောဇီးကွက်ရုပ်ဖိုးဝါးရုပ်နှင့်ပြတိုင်းတောင်ရုပ်တို့ကိုလည်းပွဲစည်းတွင်တွေ့ရပါသည်ရွှေရောင်ဝင်နေသောဇီးကွက်ရုပ်ကြီးများမှာနှစ်သက်စရာကောင်းလာပါသည်မျက်နှာဝိုင်းဝိုင်းနှင့်ပြတိုင်းတောင်ရုပ်ကိုကျွန်တော်တို့အလွန်သဘောကျပါသည်တစ်သားဖြင့်ပြုလုပ်ထားသောအိုးစီကြားရုပ်နှင့်မြင်းရုပ်တို့ကိုလည်းတွေ့ရသည်အဝတ်စားဖြင့်ပြုလုပ်ထားသောမင်းသားရုပ်မင်းသမီးရုပ်စော်ကြီးရုပ်ကလေးများကိုဆိုင်ခန်းထဲတွင်ချိတ်ဆွဲထားပါသည်ဝါဖြင့်ပြုလုပ်ထားသောပလွင်ဓာတ်သေနတ်တို့ခင်းကျင်းပြတရားသည်ကိုလည်းတွေ့ရပါသည်ကျွန်တော်တို့သည်ထိုအယုတ်များကိုအလွန်နှစ်သက်ပါသည်ထို့ကြောင့်အယုတ်ဆိုင်မှမခွာနိုင်အောင်ဖြစ်နေကြပါသည်ဖေဖေနှင့်မေမေတို့ကကျွန်တော်တို့အတွက်ကစားစရာအယုတ်မျိုးစုံကိုဝယ်ပေးပါသည် Bye bye everyone